မင်္ဂလာပါအားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလုံးပဲမင်္ဂလာပါအားလုံးကိုကျွန်တော်ပတ်ကြည့်လိုက်ရွှေလေးကနေတဖန်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတော့ကျွန်တော်တို့ညချမ်းချိန်ခါလေးပတ်ထိုင်ကြပါသေးလို့စမွန်ကောင်တောင်းပေးနေပဲအားလုံးပဲမင်္ဂလာပါနော် brother တို့ဒါ Facebook ကနေကျွန်တော် live stream လေးကိုကြည့်နေတဲ့ brother အနေနဲ့ Facebook မှာအသေးလေးလက်မလေးနဲ့တူတယောက်ကို1 share လေးတွေလောက်သွားပေးလို့ရတယ်လို့ YouTube ကြည့်နေတဲ့ brother အနေနဲ့လည်း YouTube မှာလက်မလေးတွေနှိပ်ကတဲ့လက်မလေးတွေနှိပ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးတွေလောက်သွားပေးလို့ရပါတယ်ဒီတော့ brother တွေကဒါအသေးလေးနဲ့တူ share သွားပေးလို့ရပါတယ်အဲ့ဒါတွေပြင် brother အနေနဲ့လည်း PUBG UC တွေ mobile legend diamond တွေလိုအပ်ခဲ့တယ်ဆိုရင် Facebook မှာဆိုကျွန်တော် live stream လုပ်နေပေးတွေဖြစ်တဲ့ဒါ flat page FOG flat page ပြင်ပင်ကိုမမှာပေးထားတဲ့ကျွန်တော်ရဲ့ Telegram channel တွေကရင်ဆင်လဲဆက်သွယ်ဝေအားပေးလို့ရပါတယ်လက်19ပါဟဲပါမယ်เนาะကဲအဲ့ဒီတော့တီးကြမယ်ဗျာတီးကြမယ်ဗျာလက်19ပါเนาะဟဲလိုက်ကြမယ်ဗျာလက်19ဆိုတော့အဲ့တော့ကဲဒီနေ့မှာတော့ဒါ brother တို့လည်းတည်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့ Super Sonic နဲ့ဒါကျွန်တော်တို့ PUBG Mobile နဲ့ဒါကျွန်တော် correction လုပ်ပြီးတော့ထွက်ရှိလာတဲ့ဒါ skin လေးတွေကြောင့်အနေငယ်ပြောပြပေးမယ်ဗျဒီ skin လေးတွေကတော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ဒါ3ရက်နေ့ကနေစပြီးတော့ဒါကျွန်တော်တို့လာမဲ့ရက်30နေ့ထိရှိမှာဖြစ်ပြီးတော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ဒါ Super Sonic အပြောင်းကိုင်တာလေးရဲ့ဒါ outfit လေးတွေရှိသလိုစပင်လေးတွေပါမယ်ပြီးသွားပြီဆိုရင်ဒါကျွန်တော် Super Sonic ဒါ booty လေးပါမယ် Sonic booty လေးပါမယ်ပြီးသွားပြီဆိုရင်ဒါ wire outfit လေး wire office လေးမှာဆိုရင်ဒါအမီးလေးနှစ်ချောင်းနဲ့ဒါတကယ်ကိုဘယ်လိုပြောရမလဲချစ်စရာကောင်းပြီးတော့ဗောဗျအဲ့လိုပဲမှတ်လိုက်ဗောနော်ပြီးသွားပြီဆိုရင်ဒါ Woody skin လေးပါမယ်ဗျနော် Woody skin လေးကတော်တော်လေးကိုလှပြီးသွားပြီဆိုရင်ဒါ butter skin လေးတွေပြင်ဒါကျွန်တော်တို့ Bikio မှာဒါကျွန်တော်တို့ Sonic Biki skin လေးဒါရှာပါပါလေးနဲ့တော်တော်လေးမိုက်တဲ့ Biki skin လေးရဲ့ boat skin လေးရဲ့ပန်လေးတွေပါမယ်ဗောဗျာနော်ဒီကောင်လဲဒါ brother အနေနဲ့တနေ့ကို daily UC 10နဲ့လှည့်လို့ရမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့10ချိန်လှည့်မယ်ဆိုရင်တော့360မှာတစ်ချိန် short သေးအနေနဲ့ဒါကျွန်တော်တို့360တဲနဲ့လှည့်လို့ရမယ်ပေါ့နော်ကဲအဲ့တော့အားလုံးပဲ let's go ပါတီးလိုက်ကြမယ်ဗျာကဲအားလုံးပဲမင်္ဂလာပါဂျိုးအတန်လေးယူလိုက်ပါတဲ့ဘယ်ဂျိုးလဲ brother ဇိုးအတန်လေးလားဇိုးအတန်အိုးဟုတ်တယ်နော်နောက်ပြီးတော့ပတ်ကြည့်မှာဆိုရင်လည်းဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်တို့ brother ကိုတီးတဲ့အတိုင်းပဲကျွန်တော် super zoo white boy ဒါကျွန်တော် return ပြန်လာပြီဆိုတော့ဒီကောင်နဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ကျွန်တော်အနေနဲ့ရှင်းပြပေးမယ်ခင်ဗျเนาะကျွန်တော်တို့ဒါ PUBG mobile မှာဒီနေ့ဆိုရင်ဒါ brother ကိုတီးတဲ့အတိုင်းပဲပြန်လှလိုက်မယ်နော်ဒါဒီနေ့မှာဆိုရင်လည်းဒါကျွန်တော် PUBG mobile နဲ့မှာဒါကျွန်တော် quest time white boy ဖြစ်တဲ့ဒါကျွန်တော် super zoo ဒါ return ပြန်ပြီးတော့ live ပေါ့နော်ဆိုတော့ဒီကောင်ကိုဘယ်လိုယူရမလဲဆိုပြီးတော့မေးများနေတဲ့ brother တွေအတွက်လည်းဒါကျွန်တော်အနေငယ်ရှင်းပြပေးမယ် sorry recommend လုပ်ရသေးပြန်လုပ်မယ်